ကိုမြတ်နိုးတယ်တမိုးထားတယ်လို့ဆိုရင်တဲ့ကိုအကောင်းဆုံးဖြစ်အောင်ထိမ့်သိမ့်ပါပြောတာနော် I do my best ကိုပြောတာဘာလို့အကောင်းဆုံးဖြစ်အောင်လို့ကြိုးစားလို့ဆိုလို့ပညာရှာရင်လည်းအကောင်းဆုံးဖြစ်အောင်ကြိုးစားကိုကျင့်တရားလည်းအကောင်းဆုံးဖြစ်အောင်စီးပွားရှာရင်လည်းတော့ဖြစ်အောင်ကိုမြတ်နိုးတမိုးထားတယ်ဆိုရင်သူစဲတွေကရှောင်းအကောင်းဆုံးဖြစ်အောင်လုပ်ပါလို့ဆိုလို့ကိုကျင့်တရားအကောင်းဆုံးဖြစ်အောင်ကြိုးစားပါဘယ်ရွယ်မှာပဲဖြစ်ဖြစ်အကောင်းဆုံးဖြစ်အောင်လုပ်ပါလို့ဆိုလို့ငယ်ရင်နဲ့ငယ်တဲ့အလျောက်အရွယ်အလတ်ဆိုရင်လည်းလူလက်အရွယ်မှာလည်းပဲအကောင်းဆုံးဖြစ်အောင်အသက်အရွယ်ရတဲ့အချိန်မှာလည်းပဲအကောင်းဆုံးဖြစ်အောင်ကိုအကောင်းဆုံးဖြစ်အောင်ကြိုးစားပါတဲ့တိဏ္ဏမညတရံရမှာတိဏ္ဏမညတရံရမှာလူတွေမှာအရွယ်၃မျိုးရှိတယ်ခုနပြောတယ်33နှစ်33နှစ်နဲ့ပိုင်းလိုက်တက်တန်းတိုလာတဲ့အခါကျ25နှစ်နဲ့ပိုင်းလို့လည်းရမှာနော်ခုခေတ်တော့25နှစ်လောက်နဲ့ပိုင်းကြတယ်ပထမအရွယ်ဆိုတာ1ကနေပြီး25 26ကနေပြီးတော့50ဟုတ်တယ်50ကြာလို့ရှိရင်ရွှေရုလို့ပြောကြတာလူဟာအသက်50ရှင်ထိတ်ရောက်သွားပြီတကယ်ရွှေဖြစ်သွားပြီအဲ့ဒီဟိုဘက်ကြာတယ်မလာတော့ဘူးအကောင်ထိတ်ရောက်သွားပြီထိတ်ရောက်သွားရင်ပဲလို့ပြန်ဆင်းဖို့ပဲရှိတယ်နော်တောင်ထိတ်ရောက်သွားရင်ပြန်ဆင်းလူရဲ့ရှမ်းတောက်အရွယ်50ပဲ51ကနေစပြီးဟာနိဓတကဆိုတာဖြစ်လာတာ50ကပညာဓတကသိပညာထက်မြက်တဲ့အချိန်က50မှာကုံဆုံးသွားတယ်51ကနေစပြီးတော့အဆင်းမဲ့တခါတည်းဆင်းနေမှာအဲဆင်းတဲ့အခါမှာမဟုတ်တာလို့ရင်တော့မြန်မြန်ကြီးဆင်းသွားတာအဆင်းဘိမ့်တက်ပြီးတယ်ဆိုတာအဲ့ဒါပြောမဟုတ်တာတွေနဲ့သွားလို့ရှိရင်အဆင်းကဘိမ့်တက်လိုက်တယ်လို့ဖြစ်သွားတယ်ဝေါကနဲ့ဆင်းသွားတာလည်းရှိတယ်ဖြည်းဖြည်းဆင်းတာလည်းရှိအဆင်းကအမျိုးမျိုးရှိတယ်ပေါ့နော်လိမ်မြန်ဆင်းတယ်လို့ဖြည်းဖြည်းဝဲပြီးတော့ဆင်းတဲ့လူတွေရှိတယ်ထိုးချလိုက်တယ်လို့ဆင်းသွားတဲ့လူတွေရှိတယ်50ဟာတော့ထွတ်ထိပ်ပဲဒါမို့ရွှေရုလို့ခေါ်တာနဲ့တော့အကြပဲစာပေကျမ်းကမှာတော့50ကိုပညာဓတကလို့ခေါ်တယ်အသိဉာဏ်ထက်မြက်တဲ့ရွယ်လို့အဲ့တော့25စီပိုင်းလိုက်လို့50ဟာထွတ်ထိပ်ရောက်နေတဲ့